မင်္ဂလာပါရှင်ဒီနေ့မှာတော့လူမှုဖူလုံရေးမှာခန်းစား권မရှိတဲ့ယောဂ73မျိုးအကြောင်းကိုပြောပြပေးသွားမှာပါရှင်လူမှုဖူလုံရေးအာမခံဟာပုံမှန်ဝင်ငွေရှိသူတွေအတွက်ကျန်းမာရေးစရိတ်ဝန်တုပ်ဝန်ပိုးကိုရှော့ချပေးတဲ့အရေးကြီးတဲ့အကျိုးခံစား권တစ်ခုဖြစ်ပေမဲ့ယောဂတိုင်းအတွက်ဒီအခွင့်အရေးနဲ့ကုသမှုခံယူလို့မရပါဘူးဒါကြောင့်မလို့လူမှုဖူလုံရေးအာမခံကနေအကျုံးမဝင်တဲ့ယောဂတွေကိုသိရှိနားလည်ထားခြင်းအပြင်မမျှော်လင့်မဲ့ဖြစ်ပေါ်လာနိုင်တဲ့ဈေးကုသစရိတ်တွေကိုကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်ပြီးရေရှည်မှာတင့်ရဲ့ငွေရေးကြေးရေးနဲ့လူနေမှုဘဝကိုမထိခိုက်စေဖို့ကူညီပေးနိုင်မှာဖြစ်ပါတယ်ရှင်။လူမှုဖူလုံရေးအာမခံနဲ့ပတ်သက်ပြီးအကျုံးမဝင်တဲ့ဈေးကုသမှုနဲ့ယောဂ73မျိုးအကြောင်းကိုပြောပြပေးပါမယ်။လူမှုဖူလုံရေးအခွင့်အရေးကိုအသုံးပြုပြီးဈေးကုသမှုခံယူတဲ့အခမဲ့ကုသခွင့်မရဘဲကိုယ်တိုင်အိတ်ဆိုင်ကြခံရမယ့်အချက်73ချက်ရှိပါတယ်။နံပါတ်1မူရစ်ဆေးဝါးကြောင့်ဖြစ်ပွားတဲ့ယောဂသို့မဟုတ်ထိခိုက်မှုများမူရစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖျားနာခြင်းသို့မဟုတ်မတော်တဆထိခိုက်မှုဖြစ်ပွားပါကဓာတ်ရိုက်သုံးစွဲခြင်းဖြစ်စေမူရစ်နေခြင်းဖြစ်ပွားခြင်းဖြစ်စေလူမှုဖူလုံရေးကအကာအကွယ်မပေးပါနံပါတ်2ယောဂတစ်ခုတည်းနဲ့ဆေးရုံသက်ကုသခြင်းကြာမြင့်ခြင်းယောဂတစ်ခုတည်းကြောင့်တစ်နှစ်အတွင်းဆေးရုံသက်ကုသခြင်းရက်ပေါင်း180ကျော်လွန်မှာကပထမရက်ပေါင်း180အတွက်သာအကျုံးဝင်ပြီးကြံရက်များအတွက်ကိုယ်တိုင်အကုန်အကျခံရပါမယ်။နံပါတ်3ကြောက်ကက်အစားထိုးကုသမှုရေဘူးရအားဖြင့်အကျုံးမဝင်ပါ။ဒါပေမဲ့နောက်ဆုံးအဆင့်ကြောက်ကက်ပျက်စီးနေသူတွေအတွက်ဆက်ဖြင့်ကြောက်ကက်စေခြင်းဝမ်းပိုက်အတွင်းဆေးရည်ထည့်စေခြင်းနဲ့ကြောက်ကက်အစားထိုးခြင်းတို့ကိုသတ်မှတ်ချက်အတိုင်းခွင့်ပြုပေးထားပါတယ်။နံပါတ်4အလှအပဆိုင်ရာကုသမှုများဈေးဘက်ဆိုင်ရာလိုအပ်ချက်ကြောင့်မဟုတ်ဘဲအလှအပအတွက်ခွဲစိတ်ခြင်းသို့မဟုတ်ကုသခြင်းများအတွက်အကျုံးမဝင်ပါ။ဥပမာနှာခေါင်းပြင်ခြင်းရင်သားအလှပြင်ခြင်းအစီဆုပ်ခြင်းအသားရည်ကုသခြင်းနံပါတ်5စမ်းသပ်ဆေးအဆင့်သွင်းရှိသောကုသမှုများသုတေသနလှုပ်ဆောင်နေစေသို့မဟုတ်တရားဝင်စံချိန်စံညွှန်းမသက်မှတ်ရသေးသောဆေးကုသမှုနည်းလမ်းများအတွက်အကျုံးမဝင်ပါနံပါတ်6သားသမီးရရှိရန်ခက်ခဲမှုကုသခြင်းကလေးရရန်ခက်ခဲသူများအတွက်ယောဂရှာဖွေခြင်းဆေးကုသခြင်းသို့မဟုတ်ဖန်ပြွန်တရေသားပြုလုပ်ခြင်းစတဲ့နည်းပညာများအတွက်အကျုံးမဝင်ပါနံပါတ်9အင်္ကာရဲ့အစားထိုးရန်အတွက်တစ်ရှူးစစ်ဆေးခြင်းရေဘူးရအဖြစ်အကျုံးမဝင်ပါသို့တော့ရိုးတွင်းချင်စီအစားထိုးခြင်းအတွက်တစ်ရှူးစစ်ဆေးပါကအများဆုံးဘတ်9000အထိထောက်ပံ့ပေးပါတယ်နံပါတ်10လိုအပ်သည့်ထက်ပိုသောစစ်ဆေးမှုများယောဂကုသရန်မလိုအပ်ဘဲပိုရှန်စွာစစ်ဆေးခြင်းများအတွက်အကျုံးမဝင်ပါလူနာအနေဖြင့်မြည်သည့်စစ်ဆေးမှုကလိုအပ်သည်ကိုဆရာဝန်နှင့်သေချာစွာတိုင်ပင်သင့်ပါတယ်နံပါတ်9အင်္ကာရဲ့အစားထိုးခွဲစိတ်မှုများအင်္ကာရဲ့အစားထိုးခြင်းအများစုဟာအကျုံးမဝင်ပါကင်းလွတ်ခွင့်ပေးထားသောအထူးကိစ္စရဲ့နှစ်ခုကတော့ရိုးတွင်းချင်စီအစားထိုးခြင်းနဲ့မျက်ကြည်လွှာအစားထိုးခြင်းတို့ပဲဖြစ်ပါတယ်နံပါတ်10လိင်ပြောင်းလဲခြင်းလိင်ပြောင်းလဲခြင်းနဲ့ပတ်သက်တဲ့ခွဲစိတ်မှုသို့မဟုတ်မြည်သည့်လုပ်ငန်းစဉ်မဆိုအကျုံးမဝင်ပါနံပါတ်17အနားယူနလန်ထူတဲ့ကာလအတွင်းဝန်ဆောင်မှုများအဓိကဆေးကုသမှုပြီးဆုံးသွားပြီးတဲ့နောက်မှာဆေးရုံမှာနလန်ထူဖို့တည်တံ့အနားယူခြင်းအတွက်ကုန်ကျစရိတ်များအတွက်အကျုံးမဝင်ပါနံပါတ်12သွားနှစ်ကတွန်းကုသမှုများအတွက်အကျုံးမဝင်ပါအခုပြောပြပေးမယ့်ကိစ္စရပ်များကလွဲလို့ကြန့်ရှိတဲ့သွားဘက်ဆိုင်ရာကုသမှုများအကျုံးမဝင်ပါသွားနှုတ်ခြင်းသွားဖာခြင်းသွားကြောက်ချစ်ခြင်းအန်ဆုံးခွဲစိတ်ခြင်းကိုတစ်နှစ်ကိုဘတ်900အထိထောက်ပံ့ပေးထားပါတယ်အန်ကပ်ဖြုတ်ခြင်းတက်ခြင်းသွား9ချောင်းအောက်ကိုဘတ်1300သွား9ချောင်းထပ်ပိုလင်းဘတ်1500အထိထောက်ပံ့ပေးထားပါတယ်အန်ကပ်တက်ခြင်းအပေါ်အောက်နှစ်ခုလုံးအတွက်ဘတ်4400အပေါ်အန်ကပ်တစ်ခုအတွက်ဘတ်2400အောက်အန်ကပ်တစ်ခုအတွက်ဘတ်2400အထိထောက်ပံ့ပေးထားပါတယ်နံပါတ်73မျက်စိစစ်ဆေးခြင်းနှင့်မျက်မှန်ပိုးများအတွက်အကျုံးမဝင်ပါကာယကံရှင်ကသာအပြည့်အဝကြခံရမှာဖြစ်ပါတယ်အကြံပြုချက်ကတော့လူမှုဖူလုံရေးအခွင့်အရေးကိုအသုံးမပြုမီမိမိကုသမှုခံယူမဲ့ဆေးရုံနဲ့တိတိကျကျတိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။ဒါဆိုရင်လူမှုဖူလုံရေးအကျုံးမဝင်တဲ့အချက်အလက်တွေကိုသိထားပြီးပြီဆိုရင်ဆေးကုသစရိတ်ဝန်တုပ်ဝန်ပိုးမဖြစ်စေဖို့ဘလို့ကြိုတင်ပြင်ဆင်ရမလဲဆိုတာကိုလည်းမျှဝေပေးပါမယ်။လူမှုဖူလုံရေးအာမခံဟာအတိုင်းအတာတစ်ခုအထိအထောက်အကူပြုပေမဲ့ကုသမှုအားလုံးကိုတော့အကာအကွယ်မပေးနိုင်ပါဘူး။ဒါကြောင့်မမျှော်လင့်မဲ့ဖျားနာလာတဲ့အခါငွေကြေးအခက်အခဲမရှိစေဖို့ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။နံပါတ်1တခြားသောအခွင့်အရေးများကိုလေ့လာထားပါ။နံပါတ်2
ကျန်းမာရေးအာမခံအပိုဆောင်ထားရှိပါနံပါတ်3ကိုယ့်ရဲ့ငွေကြေးကိုစီမံထားပါလူမှုဖူလုံရေးဟာကျန်းမာရေးအတွက်အရေးပါတဲ့အထောက်အပံ့ဖြစ်ပေမဲ့ကန့်သက်ချက်တွေရှိနေသေးတာမလို့ဘလို့ကုသမှုမျိုးတွေကအကျုံးမဝင်ဘူးလဲဆိုတာကိုသိရှိထားခြင်းကသင်ရဲ့ငွေကြေးပိုင်းဆိုင်ရာကိုပုံမကောင်းမွန်စွာစီမံခန့်ခွဲနိုင်ဖို့ကူညီပေးပါလိမ့်မယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အခုလိုအသိပညာပေးဗီဒီယိုလေးတွေကို Map Radio ရဲ့ Facebook Page, YouTube Channel, TikTok Channel တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်